သမီးအမေကတနက်ခါကိုကောင်းကောင်းလိမ့်တက်တယ်အမေလိုတနက်ခါလိမ့်တက်ချင်လို့ပြောပြပေးပါဦး ကျောင်းကပြန်လာတဲ့အချိန်ကပျော်စရာအကောင်းဆုံးပါစက်ပေးစီးရင်လမ်းမကြီးပေါ်ကနေကြပန်းလေးတွေကြည့်ရတဲ့မြင်ကွင်းကအယမ်းကြည်နူးရပါတယ် အားလုံးပဲမင်္ဂလာပါအခုရှေ့ကဗီဒီယိုနှစ်ပုဒ်ကိုခင်ဗျားတို့ကြည့်ပြီးသွားပြီဆိုရင်တော့ခင်ဗျားတို့ဒီဗီဒီယိုမျိုးကန်စပါမှာဘယ်လိုကုန်းဆင်းရမလဲဆိုတာကိုဒီနေ့ကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်ဒီတော့ကျွန်တော်ဒီနီလန်းကိုဘယ်လိုလုပ်တယ်လဲဆိုတာကိုပြောပြပေးသွားမှာဖြစ်တဲ့အတွက်ဗီဒီယိုကိုအဆုံးထိကြည့်သွားဖို့တော့မေတ္တာရပ်ခံတယ်ဘာကြောင့်လဲဆိုတော့ကြော်လို့ခွလို့မရဘူးပေါ့နော်ဒါကအကောင့်တစ်ခုတစ်စင်ချင်းရှင်းပြပေးတာဖြစ်တဲ့အတွက်ဒီ campus မှာဘယ်လိုကုန်းဆင်းရမလဲဆိုတာကိုကျွန်တော်ပြောပြသွားမှာဖြစ်ပါတယ် Okay let's go အဲ့တော့စလိုက်အောင်ဒီ BO3 ကိုမြန်မာလိုလဲပြောတတ်စေခြင်းနဲ့လုပ်ချင်တဲ့ဆိုတဲ့သူတွေအတွက်ပေါ့နော်တက်တူဗီဒီယိုတွေကို try ရတဲ့သူတွေအတွက်ကျွန်တော်နီလန်းပြပေးခြင်းဖြစ်ပါတယ်ဆက်ဆရာကြီးများကိုလည်း credit ပေးပါတယ်ပေါ့နော်ဒီကောင်ကကျွန်တော် free လုပ်တဲ့နည်းဖြစ်တဲ့အတွက်အကောင့်ကတော့ခဏဝင်ရမယ်ပေါ့နော်ဒါကဘာလဲဆိုတော့ Canva AI မှာ AI မှာဗီဒီယိုလုပ်လို့ရှိရင်သူကတရက်တောင်ကိုဗီဒီယို3ခုပဲလုပ်ခွင့်ပေးတယ်ပေါ့နော်3ခုပဲလုပ်ခွင့်ပေးတယ်ဆိုတော့ကျွန်တော်တို့ကနောက် account တစ်ခုနဲ့ account တွေအများကြီးကျွန်တော်တို့ဇက်တိုက်ဖွင့်သွားလို့ရတယ်ရပြီးတော့ account တစ်ခုကိုဒါပေမဲ့တစ်ချက်တော့ရှိရပေါ့နော်သူများကဒီ account မှာတုံပြီးဖွင့်သွားတယ်ဗီဒီယိုလုပ်သွားတယ်ဆိုရင်တော့မရဘူးပေါ့နော်အဲ့ဒါလေးတစ်ချက်တော့ရှိတယ်သူကတစ်လားကိုဗီဒီယို3ခုပဲလုပ်ခွင့်ပေးတာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒါလေးတစ်ချက်ကိုတော့နည်းနည်းလေးတော့ဒီထားဖို့လိုတယ်ပေါ့နော် Okay အဲ့တော့ကျွန်တော်ထုံးစံအတိုင်းပဲကျွန်တော်တို့ဘယ်ကိုသွားမလဲဆိုတော့ Google Chrome နဲ့ကိုကျွန်တော်သွားပါမယ်အဲ့လိုရှိရင်ကျွန်တော်တို့ကဘယ်ကိုဝင်မလဲဆိုတော့တန်မေးကိုအရင်ဝင်ပါမယ်ကျွန်တော်ကတော့တန်မေးကိုအရင်ကျွန်တော်တို့သုံးမယ်ပေါ့နော်တန်မေးကိုအရင်သုံးမယ်ဆိုတော့တန်မေးတစ်ခုကျွန်တော်တို့ရလာရင်ကျွန်တော် copy လေးတစ်ချက်ယူထားမယ်အဲ့ပြီးရင်ကျွန်တော်တို့ကဘယ် website ကိုသွားမလဲဆိုတော့ohaam.com ကိုကျွန်တော်သွားမယ်ဘာဖြစ်လို့ရှိရင် ohaam.com နဲ့ကိုကျွန်တော်တို့တစ်ချက်ဝင်လိုက်မယ်ဝင်လိုက်ပြီးလို့ရှိရင်ဒီမှာစောစော copy ယူခဲ့တဲ့ email ကိုကျွန်တော်တို့ဒီနေရာမှာပေးချလိုက်ပါပေါ့နော်ဒါပြီးလို့ရှိရင် name ကတော့ကိုကြိုက်တဲ့နာမည်ပေး contact number မှာကိုကြိုက်တဲ့ကဏ္ဍလေးတွေကျွန်တော်တို့ပေးလို့ရတယ်ပေါ့နော်ပေးလို့ရတယ်password လည်းကိုကြိုက်တာထားပါတော့နောက်ပြန်ဝင်ခြင်းလဲဆိုရင်တော့တော့ပေါ့ဒါပေမဲ့ကျွန်တော်တို့ free တောင်းတာဖြစ်တဲ့အတွက် password ရင်လည်းဒီတိုင်းပဲသွားလိုက်မယ်ပေါ့နော် already register ဖြစ်နေတဲ့အတွက်ကျွန်တော်တို့က delete လိုက်မယ် delete ပြီးရင်တန်ပြီးအသစ်တစ်ခုထပ်ယူမယ်ပေါ့နော်တန်မေးတွေကသူကလူအများဆုံးသုံးတာဖြစ်တဲ့အတွက်ကျွန်တော်တို့အဲ့ရလေးတစ်ချက်တော့နည်းနည်းလေးတော့စိတ်ဖြစ်ပေးရမယ်ပေါ့နော်ကို password ကိုကြိုက်တာထား Okay အဲ့ဒါပြီးသွားလို့ရှိရင်ကျွန်တော်ဒီတိုင်းလေးပဲထားအောင်မယ်ထားပြီးလို့ရှိရင်ကျွန်တော် campus ကိုကျွန်တော်သွားမယ်campus.com ကိုကျွန်တော်တို့တစ်ချက်သွားမယ်သွားပြီးလို့ရှိရင်ဒါကကျွန်တော်လုပ်ခဲ့တဲ့ account ဟောင်းတွေဖြစ်တယ်ကျွန်တော်သုံးခဲ့တာပေါ့နော်ကျွန်တော် sign up ဆိုတာလေးတစ်ချက်နှိပ်မယ်နှိပ်ပြီးလို့ရှိရင် continue with another account ဆိုတာလေးတစ်ချက်နှိပ်မယ်နှိပ်ပြီးရင်continue with email ဆိုတာလေးတစ်ချက်နှိပ်အဲ့နာလေးရောက်ပြီးလို့ရှိရင်ကျွန်တော်တို့က dashboard OHAM နဲ့ကိုတစ်ချက်သွားမယ်သွားပြီးဒီနေရာမှာ free click here to activate Canvas Pro ပေါ့နော်ဒီနေရာလေးတစ်ချက်ဝင်မယ်မမီဒီဟာလေးကို email လေးကို copy ယူမယ်ဒီဘက်က copy လေးကိုနှိပ်လိုက်ရပြီ okay အဲ့ပြီးတော့ Canvas ထဲမှာအဲ့ email ကိုကျွန်တော်တို့ paste ချလိုက်မယ်ချပြီးရင် continue ကိုကျွန်တော်နှိပ်မယ်နှိပ်ပြီးရင်တုတ်ထည့်ရမယ့်နေရာရောက်လာပြီဆိုရင်ကျွန်တော်ဒီဘက်စာမျက်နှာကိုပြန်သွားမယ်သွားပြီးလို့ရှိရင်ဒီနေရာလေးကိုကျွန်တော်သွားပြီးလို့ရှိရင်ဒီ code လေးတွေကျွန်တော်တို့ထည့်ရမယ်ပေါ့နော်ကုတ်တီက email တစ်ခုနဲ့တစ်ခုမတူတာဖြစ်တဲ့အတွက်နည်းနည်းလေးတော့ထည့်ရတာလေးတော့တစ်ချက်တော့ရှိရပေါ့နော်တချို့ကြလည်းရတယ်ပေါ့နော် okay ဒီမှာဆိုကျွန်တော်ရသွားပြီပေါ့နော်တန်းပြီးတော့ရသွားတာမျိုးရှိတယ်တန်းမရတာမျိုးရှိတယ်ဒါလေးတစ်ချက်တော့ကျွန်တော်တို့နည်းနည်းလေးတော့တင်ကြီးခံပြီးတော့ပေးရမယ်ပေါ့နော်ဒါက Canva ကို Pro အနေနဲ့လည်းသုံးနေတယ်ဆိုရင်ဒီနေရာမှာကျွန်တော်တို့သုံးလို့ရတယ်ဆိုတဲ့အကြောင်းကိုကျွန်တော်ပြောပြချင်တာဖြစ်တာပါတယ် okay အဲ့ဒါပြီးသွားလို့ရှိရင်ကျွန်တော်တို့ကဒီနေရာမှာကျွန်တော်တို့ကဘာလုပ်မလဲဆိုရင်ကျွန်တော်တို့က
Canva AI ဆိုတာလေးကိုတစ်ချက်ဆက်လက်ပေးလိုက်မယ်ဆက်လက်ပေးပြီးရင် Blue Clip ဆိုတာလေးကိုနှိပ်ထားလိုက်နှိပ်ပြီးသွားလို့ရှိရင်ကျွန်တော်တို့က prompt တစ်ခုယူမယ်ပေါ့နော်prompt တစ်ခုယူမယ်ဆိုရင်ကျွန်တော်စုကကျွန်တော် prompt လေးတစ်ခုကျွန်တော်လုပ်ထားရှိတယ်အဲ့ဒါလေးကိုကျွန်တော် copy ယူလိုက်မယ် copy ယူပြီးလို့ရှိရင်ကျွန်တော်ဒီထဲမှာ paste ချလိုက်မယ်ချပြီးသွားလို့ရှိရင်ကျွန်တော်သူ့ကိုလောက်ခိုင်းကြည့်လိုက်မယ်ရမရပါဘူးနော်ဒီ account ကသူကရတာရှိတယ်မရတာရှိပေါ့နော်ဒါဆိုရင်သူရသွားပြီပေါ့နော်ကျွန်တော်လုပ်ပေးနေအဲ့လိုမျိုး account မျိုးတွေကျွန်တော်တို့ကထက်ကဝင်ပြီးတော့တန်မင်းနဲ့ဝင်ပြီးတော့ generate လုပ်လို့ရတယ်ဆိုတာကိုကျွန်တော်ပြချင်တာဖြစ်ပါတယ်ဒါကစောင့်ရမ်းမိုက်တဲ့ Canva AI ဖြစ်ပါတယ်ပေါ့နော်ဒါပေမဲ့သူ့မှာ limit ရှိရဲ့အဲ့ဒါကတော့ account တစ်ခုကိုတစ်လကိုဗီဒီယို3ခုပဲလုပ်ခွင့်ပေးတယ်ပေါ့နော်ဒါပေမဲ့ကိစ္စမရှိဘူးကျွန်တော်တို့ကဒါတဲ့3ခုမကကိုကလုပ်ချင်တယ် free လည်းလုပ်ချင်တယ်ဆိုတဲ့လူတွေအတွက်ဆိုရင်တော့ကျွန်တော်တို့ကအတန်မေးနဲ့HAAM မှာကျွန်တော်တို့ဇက်တိုက်ကျွန်တော်တို့ဇက်တိုက်တွေသွားပြီးတော့လုံသွားလို့ရတယ်ပေါ့နော်ဒါက Canva AI အသုံးပြုနည်းဖြစ်ပါတယ်နောက်ထပ်design တွေ template တွေဒါကတော့ Canva ကိုသုံးနေတဲ့သူတွေအများဆုံးရှိပါလိမ့်မယ်ကျွန်တော်ကတော့ Canva ကိုတိတ်ပြီးတော့မသုံးဖြစ်ဘူးပေါ့နော်မသုံးဖြစ်ဘူးတခြားဒီဟွာတွေပဲ design တွေကိုပဲကျွန်တော်သုံးတယ်ပေါ့နော်ကျွန်တော်ကတခြားဒီ video edit လောက်ပဲကျွန်တော်လေ့လာလိုက်စားဆိုတော့တိတ်ပြီးတော့မသုံးဖြစ်တာပါတယ်ပေါ့နော် okay ဒါဆိုရင် video ကတော့ပြီးသွားပြီပြီးသွားရင်ကျွန်တော် video ရဲ့အခြေအနေလေးကိုတစ်ချက် show လိုက်ပါနော်တော်တော်လေး quality ကောင်းတာကိုလည်းကျွန်တော်တွေ့ရတယ်နောက်တစ်ချက်နားထောင်ကြည့်ရအောင်သမီးအမေကတနက်ခါကိုကောင်းကောင်းလိမ့်တက်တယ်အမေလိုတနက်ခါလိမ့်တက်ခြင်းလို့ပြောပြပေးပါဦးဟုတ်တယ်နော်quality ကိုလည်း show လိုက်သမီးအမေကတနက်ခါကိုကောင်းကောင်းလိမ့်တက်တယ်အမေလိုတနက်ခါလိမ့်တက်ခြင်းလို့ပြောပြပေးပါဦးဒီမှာကလေးရတော့ quality ကိုလည်း show လိုက်ဒီမှာ तू ကျွန်တော်ပြောခိုင်းတဲ့စကားအတိုင်းပဲ तू ပြောတယ်နော်သမီးအမေကတနက်ခါကိုကောင်းကောင်းလိမ့်တက်တယ်အမေလိုတနက်ခါလိမ့်တက်ခြင်းလို့ပြောပြပေးပါအောင်လို့ကောင်မလေးတယောက်ကိုကျွန်တော်ကပြောခိုင်းလိုက်တယ် pro ပေါ့နော်အဲ့ pro ကိုသူ့ကိုပြောခိုင်းလိုက်တာပေါ့နော်အဲ့ဒါဆိုတော့ तू ပြောတဲ့စကားလေးရောလေးယူလေးသိန်းလေးတွေရော AI လို့တောင်မှမထင်ရတော့ဘူးเนาะတော်တော်လေးကောင်းတယ်ဒါပေမဲ့တစ်ချက်ရှိတာက तू ကတနခါလိုင်းတဲ့နေရာလေးမှာပဲပြောစရာလေးတွေရှိတယ်ပေါ့နော်ဒါကတော့ Canva AI မှာကျွန်တော်တို့ video 3ကိုဘယ်လို free ကုန်းစင်းမလဲဆိုတာကိုကျွန်တော်ပြောပြပေးတာဖြစ်တယ်ဒါကဘာ account မှာလည်းဝင်ကြမလို့ဘာ credit card ဒီမှာလည်းမလို့Canva AI မှာပဲ video တွေကို free ကုန်းစင်းလို့ရတယ်ဆိုတာကိုကျွန်တော်ပြောပြသွားတာဖြစ်ပါတယ်ဒါဆိုရင်တော့ကျွန်တော်ဒီဗီဒီယိုကိုတင်ပေးရတာခင်ဗျားတို့ဒါလေးသိသွားတယ်ဆိုရင်ကျွန်တော်တွေ့ကျင်တတ်တယ်โอเคဆိုရင်တော့ကြိုက်တယ်ဆိုရင်တော့ကျွန်တော် channel လေးကို like and subscribe လေးလုပ်တော့ပေးဖို့မေတ္တာရပ်ခံပါတယ်ကျွန်တော် channel ထောင်ထားတော့နည်းနည်းကြာပြီကျွန်တော်လည်းဗီဒီယိုတွေကလည်းတစ်လမှတစ်ပုတ်နှစ်ပတ်မှတစ်ပုတ်သုံးပတ်မှတစ်ပုတ်အဲ့လောက်ပဲတင်ပေးနိုင်ပါအလောက်ကအားဘူးပေါ့နော်မားတဲ့ကြားတွေကနေဒီလိုဗီဒီယိုလေးတွေတစ်ခါပြန်ပြီးတော့ထိုးပြီးတော့တင်ပေးတာဖြစ်တဲ့အတွက်မစိုးလို့ဒီလိုဟာလေးတွေဂုံဆင်းလို့ရတဲ့ဗီဒီယိုလေးတွေဆိုရင်တော့ကောင်းမယ်ထင်လို့မို့ကြောင့်ကျွန်တော်ဒါတင်ပေးခြင်းဖြစ်ပါတယ်download ဆွဲခြင်းလည်းဆိုရင်တော့ကျွန်တော်တို့ဒီဘက်မှာမျှလေးနဲ့ download ဆွဲလိုက်ရုံပါပဲနောက်တစ်ချက်ကဒီကောင်ကဘာလဲဆိုတော့80စက္ကန့်စာဗီဒီယိုရတဲ့အပြင်ကိုမှသူက watermark no watermark ဖြစ်တယ်ဘာမှသူမပါဘူးပေါ့နော် no watermark ဖြစ်တယ်နောက်ပြီးတော့မြန်မာတန်ကိုလည်းပြပြတတ်ပြောနိုင်တယ်သမီးအမေကတနက်ခါကိုကောင်းကောင်းလိမ့်တက်တယ်အမေလိုတနက်ခါလိမ့်တက်ခြင်းလို့ပြောပြပေးပါဦးဒီလိုဗီဒီယိုမျိုးသူကနောက်ထပ်3ခုလောက်သူထုတ်လို့ရတယ်ပေါ့နော်3ခုလောက်ထုတ်လို့ရတယ်ဒီမှာတစ်ချက်ကျွန်တော်ဒီဟာကိုပဲ copy ယူလိုက်တော့မယ်ကျွန်တော်ဒီဟာကိုပဲ copy ယူပြီးတော့ကျွန်တော်ဒီမှာ paste ချလိုက်မယ်ချပြီးတော့လို့ရှိရင်သူကတော့မြန်မာလို support လုပ်မလုပ်တော့ကျွန်တော်မသိသေးဘူးပေါ့နော်စောစောဗီဒီယိုမှာသူ support လုပ်မပေးတာတွေ့ရတယ်ပေါ့နော်
ဒီ prompt ပေါ့ဆော့ prompt ကတော့ support သူလုပ်ပေးတယ် support လုပ်ပေးတယ်ဒီကောင်ကတော့ဒီကောင်လေးတစ်ချက်ကျွန်တော်ကြည့်ပေးပါနော်အပြင်တော့ကျွန်တော်ခဏလေးတော့သူကတော့စောင့်ပေးရတယ်ဒါပေမဲ့ generative လောက်တာတော့အဲ့လောက်ကြီးတော့ကြာတော့မကြာပါဘူးမြန်ပါတယ်ပေါ့နော်ကျွန်တော်တို့မြန်မာလို support လုပ်တာလည်းသိချတယ်ပေါ့နော် support လုပ်တာလည်းသိရတယ်ဒီလို video မျိုး3ခု free လုပ်လို့ရသွားတယ်ဆိုတဲ့အကြောင်းကိုကျွန်တော်ပြောပြပေးသွားတာဖြစ်ပါတယ်ဒါကတော့တချို့တွေလည်းဒီလို Canva account တွေကိုလူမျိုးတွေလည်းရောင်းတဲ့လူတွေလည်းရှိရပေါ့နော်ကျွန်တော်ကတော့ခုမှလေ့လာပြီးတော့ Canvas ကိုလေ့လာပြီးတော့လုပ်ကြည့်ပြီးတော့ try ကြည့်ပေးတာပေါ့နော်ဒါတော့လုပ်ကြည့်ကြဖို့မြစ်တာတက်ကန်တိုက်တော့အပ်ပါတယ်ဒါဆိုတော့ပြီးသွားပါပြီကျွန်တော်တစ်ချက် show ကြည့်လိုက် ကျောင်းကပြန်လာတဲ့အချိန်ကပျော်စရာအကောင်းဆုံးပါစက်ပေးစီးရင်လမ်းမကြီးပေါ်ကနေကြပန်းလေးတွေကြည့်ရတဲ့မြင်ကွင်းကအရန်ကြည်နူးရပါတယ်ကျောင်းကပြန်လာတဲ့အချိန်ကပျော်စရာအကောင်းဆုံးပါစက်ပေးစီးရင်လမ်းမကြီးပေါ်ကနေကြပန်းလေးတွေကြည့်ရတဲ့မြင်ကွင်းကအရန်ကြည်နူးရပါတယ်โอเคပါကျောင်းသားလေးကမြန်မာကျောင်းသားလေးကဒါလောက်ပေးတာပေါ့နော်လောက်ပေးတာစကားပြောတာလေးလည်းမစိုးအောင်အဲ့လိုဗီဒီယိုမျိုးကျွန်တော်တို့3ခုလုံးလို့ရအမေကတနက်ခါကိုကောင်းကောင်းလိမ့်တတ်တယ်အမေလိုတနက်ခါလိမ့်တတ်ခြင်းလို့ပြောပြပေးပါဦးဒါက pre ဂုံးစင်းတဲ့နေဖြစ်ပါတယ်โอเคအဲ့တော့ကျွန်တော်ဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်ရဲ့တငယ်ချင်းတွေကျွန်တော်ခင်ဗျားတို့ကိုပြောပြပေးသွားတာက Canva မှာဘယ်လိုဂုံးစင်းရမလဲ VO3 ကိုမြန်မာတန်လေးနဲ့ပြပြတတ်ပြောခိုင်းပြီးတော့ဘယ်လိုဂုံးစင်းရမလဲဆိုတာကိုဒီနေ့ပြောပြပေးသွားတာဖြစ်ပါတယ်pro နေကတော့ကိုယ့်အောက်ကိုတခြားတွေပဲရှာပြီးတော့လုပ်ပြီးတော့ရေးဖို့လိုပါတယ်ဒါက Canvas မှာဘယ်လိုဂုံးစင်းမလဲဆိုတာကိုကျွန်တော်ပြောပြပေးတဲ့နည်းလမ်းဖြစ်တဲ့အတွက်ဒီ website ကိုတော့ကျွန်တော်မှတ်ထားဖို့လိုတယ် OHAAM website ကိုမှတ်မယ်အဲ့ဒါပြီးသွားရင် OTP ကုတ်ကြတဲ့ဟာကိုကျွန်တော်တို့ထည့်ပြီးတော့ကျွန်တော်လုပ်သွားမှာဖြစ်တယ်ပေါ့နော်โอเคအဲ့ဆိုတော့ကျွန်တော်ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲအားလုံးပဲအားရပျော်ရွှင်တဲ့နေ့ရက်ကလေးများကိုပိုင်ဆိုင်နေကြပါစေခင်ဗျာကျေးဇူးတင်ပါတယ်ခင်ဗျာ